တို့ကဘူတန်တင်ဖူးမြို့မှာရှိတဲ့ farmer market ကိုသွားနေရပါ farmer market မှာကျတော့ဝယ်ချင်တာလေးဝယ်လို့ရတာပေါ့နော်ခိုက်ကခေါ်သွားပေးတယ်ဒါဘူတန်နိုင်ငံတင်ဖူးမြို့မှာရှိတဲ့ farmer market ပါဈေးကတော့စစ်တယ်လို့ပဲတက်တာတွေလည်းရှိတယ်ဈေးကြီးတွေလည်းရှိတယ်ပြောရမယ်ဆိုရင်မင်္ဂလာဈေးလိုမျိုးပဲနော်ကိုနော်မင်္ဂလာဈေးလိုပဲလို့ There is a lot of socks and the slipper ဈေးရတော့တက်ရတယ်နော်right ညီမလို့ဆိုထုံးပေါ့နော်ထုံးအကုန်လုံးကတော့အိမ်မရနေပြီးတော့တင်သွင်းတာဒီမှာအသားငါးတွေတက်ရအောင်ပစုံ6တွေင6တွေအများကြီးရှိတယ်ဒါလုံးဝပြည်မင်္ဂလာဈေးလိုပဲအဆုံရှိတယ်အသီးရွက်တွေကorganic တွေများတယ်ပေါ့နော်အာလူတို့စက်တော်တွေတို့ကတော့အိန္ဒိယတွေပို့တယ်ကျန်တဲ့ဟာတွေကတော့ organic တွေ This is no bone Not bone. skin Of ear or crown. Oh I think it's bone Oh that's why do we call like that ဒီ what တို့အမဲတို့ sorry အမဲတို့ရက်တို့ရဲ့အေးကိုလို့6ခန်းတာပေါ့နော်အသားပြောရင်ဘေကွန်ပေါ့နော်6ခန်းလေးကိုလာဈေးတော့ကြီးတယ်600ဒါကတော့ငရုတ်တီးတွေပေါ့နော်ဘူတန်နိုင်ငံကကြတော့ငရုတ်တီးအရင်စားတယ်အဲ့ဒါကိုသူရှင်းပြပေးနေတာပေါ့နော်